အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ TV Test Gaming Channel ပြန်ကြိုးပါဒီမှာကျွန်တော်ပေါ့နော်ဟိုတနေ့ကတင်ထားတဲ့ Minecraft video ရဲ့ part 2 လေးပြန်လာလုပ်ပြဖြစ်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုစုံလီလိုက်ပါကြည့်ရှုပေးကြပါနော်ဗီဒီယိုလေးကိုစလိုက်ရအောင်ကျွန်တော်တို့အခုဆိုရင်တော့ဖြင့် part 2 ကိုရောက်ရှိလို့လာပြီဖြစ်ပါတယ်ကျွန်တော်တို့ပေါ့နော်အခုဆိုရင်တော့ပတ်ကွာမနေ့ကလောက်ထားတဲ့အဆက်ပတ်ကွာလေးလုံးပြအောင်ဖြစ်ပါတယ်မနေ့ကလောက်ထားတဲ့ Happy Cash ကလည်းမရသေးဘူးပေါ့နော်ကျွန်တော်စကင်ကတော့ Alex စကင်ပဲဖြစ်နေပါတယ်အဲ့လိုမျိုးတော့လည်းတောင်းပန်ပါတယ်ကျွန်တော်တို့ဗီဒီယိုလေးကိုစလိုက်အောင်ကဲကျွန်တော် game နဲ့လည်းရောက်လာပြီဆိုတော့ပတ်ကွာသွားလို့ရမယ်သွားရအောင်ပတ်ကွာဟိုဘက်မှာပေါ့နော်အပေါ်မှာအမြင့်ပဲဗျအပေါ်တက်ရအောင်အခုကျွန်တော်ပတ်ကွာရှိတဲ့နေရာတော့ရောက်ပြီပေါ့နော်ကျွန်တော်ဟိုတနေ့ကပေါ့နော်ဒီနေ့လေးမှာတခုခုလုံးမယ်ဆိုပြုတ်ကြပြီတော်သေးရအောက်ဒီမပြုတ်ကြပါဘူးပေါ့နော်ဟိုတနေ့ကဒီနေ့လေးမှာချမယ်ဆိုတော့ဘာလဲဆိုတော့ပေါ့နော် skeleton ချမှာဖြစ်ပါတယ်ဟုတ်ပါတယ် skeleton ချမှာပါသူတို့ကသွားနေ skeleton သူပြကြအောက်ကိုပြုတ်ကြသွားရင်တေးမှာပေါ့နော်အပြင်လဲဘယ်သူကစမ်းမှာလဲဆိုတော့ကျွန်တော်ပဲစမ်းမှာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော် skeleton ယူပါမယ်ဒီပေါ့နော်ဒီလိုမျိုး skeleton တွေချထားမှာပေါ့နော်bro မေးကောင်းမေးလိုက်မယ်ဗျာဘာလဲဆိုတော့ဗောနော်ဘာဖြစ်လို့ထွာနဲ့မလောက်တာလဲဆိုတာဘာဖြစ်လို့လဲဆိုတော့ redstone တွေချရမှာလှုပ်ရှုပ်လို့ဗောနော်ကြောင့်မို့ကျွန်တော် skeleton ပဲထည့်လိုက်တာပါဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဘောနော်ကျွန်တော်တို့အခုဆိုရင်တော့ဖြည့် skeleton ထည့်ဖို့အချိန်ရောက်ပါပြီညလည်းမိုးချုံနေပြီခဏလေးစတင်ချိန်လာအောင်ရပြီသူများတော့လုံးနဲ့သွားထူပါသိရမှာကျွန်တော်ပြောစရာရှိရပါတော့တော့ရင်တော့ဘောနော်ကျွန်တော်ဥဖင်လန်ဘောနော်အိမ်ဆောက်ပေးတာမှတ်မိသေးလားမသိကျွန်တော်ရဲတိုက်ဆောက်ပေးတာဘောနော်ရဲတိုက်ဆောက်ပေးရဲ့ဝေါ်ကမရှိတော့ပါဘူးဘာဖြစ်လို့လဲဆိုတော့ကျွန်တော် Minecraft ကို update version ပြောင်းလိုက်ပါပြီကြောင့်မို့မရှိတော့ပါဘူးအတွက်လည်းတောင်းပန်ပါတယ်ကျွန်တော်အဲ့လိုမျိုး survival wall လေးလည်းထပ်ဆောက်ဖို့စီစဉ်ထားပါတယ်ကျွန်တော်ဗီဒီယိုလေးကြိုက်နေတဲ့ရင်လည်း like and subscribe လေးလုပ်သွားခဲ့လို့ရပါတယ်ပြီးတော့လည်းနောက်ကြရင်လည်းဗီဒီယိုသစ်တွေထပ်တင်အောင်ပါမို့ကျွန်တော် channel လေး like and subscribe လုပ်တာပိုကောင်းသွားပါမယ်ဗီဒီယိုလေးကိုသွားကြည့်ကြမှာပေါ့နော်တည့်ရတိုင်းဒီနားမှာချမယ် skeleton အောက်ဆင်းသေးလိုက်တော့သွားဟိုအောက်ပြုတ်ကြပါကြဟာဘာဖြစ်ကုန်တာတော့သွားအောက်ဆင်းရပြီကျွန်တော်တို့ဒါဆိုရင်တော့လုံလောက်ပါပြီနောက်တစ်ဆင့်သွားပါမယ်နောက်တစ်ဆင့်ကကြတော့ခဏလေးကျွန်တော်ဒီနောက်ဆုံးနားမှာပေါ့နော်တော့ဘာမှမထည့်တော့နောက်ဆက်အဆင့်တစ်ဆင့်ထပ်သွားပါမယ်နောက်တစ်ဆင့်ကကြတော့နည်းနည်းတော့ခတ်မယ်ပေါ့နော်နောက်ပိုင်းနေလည်းကျွန်တော် blog style video တွေတင်ဖို့ရှိပါတယ်ကြောင့်မို့ကျွန်တော် channel လေးကိုလည်း like subscribe လုပ်ပါဦးမမေ့ပါနဲ့ဗီဒီယိုတက်တင်တာလည်းသိရအောင်ကျွန်တော် channel လေး like subscribe လေးလုပ်ပါပေးပြပါကျွန်တော်အဲ့စကားပြောရလဲဘယ်နှခေါက်တောင်ရှိနေဟုတ်ကဲ့ခဏလေးပေါ့နော်ပြီးကြတော့ဒီနားမှာကျမှန်လေးနဲ့ပကွားခုံခိုင်းမယ်ပေါ့နော်ပကွားခုံခိုင်းမှာမဟုတ်ပါဘူးဒီတိုင်းသွားခိုင်းမှာပေါ့နော်
အဲ့တော့ဟာတေချာချတယ်မှာဟာနောက်မှအနီရောင်လေးပါချလိုက်မယ်နော်အဖြူအားကျတော့အရင်ခတ်သွားရဲ့အဲ့တော့အနီရောင်လေးပါချလိုက်မယ်အားပြီးတော့ကျွန်တော်အဖြူအောင်တော့အမြင်ကြီးရင်နိုင်ရရင်တော့နိုင်ပါပြီဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကျွန်တော်ပတ်ကွာနည်းနည်းရောတူပါတယ်အဲ့တော့ကျွန်တော်ပတ်ကွာလေးကိုလာစမ်းကြည့်ချင်တော့စာပါနံပါတ်6185433ဖြစ်ပါတယ်ဟုတ်ကဲ့အစာပါကိုရိုက်ရှာပြရတယ် bro ဆော့လို့ရပါပြီအစာပါကိုရိုက်ထည့်ပြီးတော့ဝင်ဆော့ရင်ရပါတယ်ကျွန်တော်ဒီနားမှာပေါ့နော် skeleton ချမယ်ပေါ့နော်အဲ့ဒါမှခတ်သွားမှာကဲဒါဆိုရင်တော့ရပါပြီအဲ့တော့ပတ်ကွာလေးကိုစမ်းကြီးမှာတော့နောက်ထပ်ပတ်3လာပါမယ်ပတ်3လာပါမယ်အဲ့တော့ဒီပတ်ကွာလေးကိုလည်း Oh my god wow စမ်းကြည့်ရှင်ရပါတယ်အဲ့တော့ကျွန်တော်ဟိုတနေ့ကလောက်ထားတဲ့ happy cat လေးကကြီးနေပြီလားမသိတော့ကြည့်ရအောင်အော်မကြည့်သေးဘူးဗျာအမဖြူဖြူသေးသေးလေးတွေ့လားအဲ့တော့ကျွန်တော်တို့စောင့်လိုက်ပါမယ်စောင့်ဖို့အတွက် AF keyboard ဒီနားမှာနေရာလေးတစ်ခုလုံးမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ AFK အောင်အဲ့တော့ကျွန်တော်တို့ပေါ့နော် AFK လို့ပြီးသွားပြီပေါ့နော်အဲ့တော့ပတ်ကြည့်အောင် Oh happy guest yes ကျွန်တော်စောင့်နေကြရပါတော့အဲ့တော့တော့ကမယ် Finish ယူမယ်အားပြေးတက်စီးပါမယ်ဟုတ်ကဲ့ပါလာခဲ့လားအေးအဲ့တော့မယ်သွားနေနေသွားလို့ရပါတယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်ပတ်ကွာကုန်မှာတော့ပတ်ဘယ်လောက်လဲတော့မသိတော့ပါဘူးအဲ့တော့ပတ်3လာပါမယ်ဟုတ်ကဲ့အဲ့တော့ရေတော့ပတ်3မလာခင် happy cat လေးအတွက်ကျွန်တော်အိမ်ဆောက်ပေးမယ်ပေါ့နော် happy cat လေးဟိုသွားလိုက်ဒီသွားလိုက်နဲ့ပျောက်သွားမှာဆိုလို့ပေါ့နော်ဒီနားလေးမှာ happy cat လေးအတွက်အိမ်ဆောက်ပေးမှာဖြစ်ပါတယ်လာရှောင်းလာနေလားနေရပါအတန်လေးရချစ်စရာလေးပဲတော်တော်နှေးရတာမိဘအိမ်စီးမြန်ကြဟုတ်ပြီဘာသာမအော်တင်နေတယ်မင်းရပါဒါမင်းဒါအစင်းမြခီးတဲ့ဝန်ဆောင်ကကြီးလာပါပြီဖေဖေပေးတာပါဘောနနတက်ဟောပတ်တယ်လို့မရတော့ဟောဒီလေးပါစောချစ်နေစင်းပါအဲ့ပြေနေမှာတကားပိတ်ပါမယ်အားဆိုရင်တော့သူလုံးဝထွက်လို့မရတော့ပါဘူးဟုတ်ကဲ့ပါအဲ့တော့နောက်ထပ်အပိုင်းတွေမှာထပ်တွေ့ကြမယ်ပေါ့နော်အားလုံးပဲနောက်ထပ်အပိုင်း3မှာပြန်တွေ့ကြမယ်အဲ့တော့ကျွန်တော်တို့နောက်ထပ်အပိုင်းအဲ့တော့ကျွန်တော်တို့နောက်ပိုင်းမှာပြန်တွေ့ကြမယ်အားလုံးပဲတတာ